စားလဲမှကျွတ်လွတ်မဲ့ဝိညာဉ်များဖျားရည်ပြင်တော်တစ်ခုမှာတင်တယောက်တည်းရှိနေတော့အတန်ချွချိုလေးနဲ့ရွှေအိုးကြီးလိုချင်လာလို့လာမင်းရင်တင်လိုက်သွားမိမလားဒါကတော့မြမထန်နာကြီးတဲ့ကဥစ္စာဆောက်တွေရဲ့အကြောင်းပါသူတို့ဟာတိတ်ဆုံးသွားပြီမဲ့ပိုင်ဆိုင်ခဲ့တဲ့ရွှေငွေရတနာတွေကိုဆွဲလန်းစိတ်မကုန်နိုင်လို့လူဘဝလည်းမဟုတ်နတ်ဘဝလည်းမဟုတ်ပဲစောက်ရှောက်နေရသူတွေပါကြောက်စရာအကောင်ဆုံးကတော့လူစားလဲချင်းပါပဲသူတို့ဟာဒီဘဝကနေကျွတ်လွတ်ချင်ရင်သူတို့နေရာမှာအစားဝင်မဲ့လူတစ်ယောက်ကိုရှာရပါတယ်အထူးသဖြင့်စိတ်ကူးရေစံသူတွေလောဘကြီးသူတွေကိုရွေးပြီးမြှူဆွဲတတ်တယ်လို့ဆိုကြပါတယ်အကြော်ကြားဆုံးကတော့မက်ရွှေဦးဇလန်းပါပဲသစ္စာဖောက်တဲ့ချစ်သူကိုလက်စားချေဖို့အတွက်ဥစ္စာဆောက်ဘဝကိုရွေးချယ်ခဲ့တယ်ဆိုတဲ့ဇလန်းဟာဒီနေ့ထိတိုင်ပြောဆက်မှတ်ပြုနေကြတော့မှာပဲတကယ်ရှိလားမရှိလားအတိအကျမပြောနိုင်ပေမဲ့ရှေ့လူကြီးတွေကတော့လောဘမကြီးဖို့ဆုံးမထားတာဖြစ်ပါလိမ့်မယ်ညာဘက်ဖျားသွားရင်နောက်ကနေတယောက်ယောက်ခေါ်သူလိုခံစားဘူးလားဆိုတာကောမန့်မှာပြပြပေးခဲ့ပါအောင်နော်အခုလိုဗဟုသုတရဖွယ်ရာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့တီလွေရာ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်